ကဲအခုရွှေဖြူကအသက်40နာကတ်လာတဲ့အချိန်မှာအရန်ကိုလာရတဲ့အရာလေးတစ်ခုကိုအားလုံးကိုမျှဝေချင်လို့ပါရွှေဖြူအရင်တော့ဆိုလို့ရှိရင်အသက်ကြီးသွားမှာအိုလာမှာအရန်ကြောက်တယ်ပြီးကြီးလာတော့အဲ့ဒီအတွေးတွေမရှိတော့ဘူးလို့ကအကုန်လုံးပြောင်းပြန်နော်အသက်ကြီးလာလေလေကိုယ့်ရဲ့တန်ဖိုးကိုပြန်ပြီးမြင်လာလေလေပို့ပြီးတော့ကိုယ့်အတွက်ကိုအချိန်ပေးလာနိုင်လေလေအရင်တော့ဆိုလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုတခုခုဆိုလို့ရှိရင်သူများအတွက်ကို့မှာပါလေးပဲရှိတခုခုလေးအဆင်ပြေသွားတယ်တခုခုလေးရသွားတယ်ဆိုလို့ရှိရင်သူများအတွက်သူ့အတွက်သူများဆိုတာပဲအော်တိုဖြစ်နေတယ်ပေါ့နော်အခုတော့လေအဲ့ဒီအရာတွေအားလုံးကိုလော့ချနိုင်သွားတဲ့အခါမှာလေကိုနေရတာအရန်ကိုအေးချမ်းတယ်ကိုရဲ့အသက်အရွယ်နဲ့အတူကိုယ့်အတွက်ကိုပဲအချိန်ပိုပေးဖြစ်လာတယ်မိန်းကလေးတစ်ယောက်ကလေအသက်ပိုကြီးလာလေတန်ဖိုးပိုရှိလာလေပဲလို့ရှိပြမြင်နေသီလားကိုယ်တိုင်လည်းအဲ့လိုခံစားရတယ်အဲ့ဒါကြောင့်မလို့အခုဗီဒီယိုကိုကြည့်နေတဲ့မိန်းကလေးတိုင်းကိုရှိပြပြောချင်တာလေကိုရဲ့အသက်အရွယ်ကဘလောက်ပဲဖြစ်ဖြစ်အသက်ဘလောက်ပဲကြီးသွားကိုချစ်ဖို့ဆိုတာဘယ်တော့မှအချိန်ကနောက်ကျတယ်ဆိုတာမရှိပါဘူးရှင်အဲ့ဒါလေးကိုလာပြီးတော့ပြပေးချင်တာပါ